ရားခင်ဗိတ်တိတ်ကောင်းကြီးပေးအသုံးပြုလို့ရတဲ့သူဖြစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်ကနေကြလုံနေကြအရာတွေထဲကနေပြီးတော့ထွက်လာဖို့လိုပါဓမ္မယေစုသုဒ္ဓဆောင်ခန်းကြီးကိုငယ်ချောင်းထိုအခါယေဟုသည်ထ၍အိမ်ထဲသို့ဝင်သည်ဖြင့်ပရောဖက်သည်သူ၏ခေါင်းပေါ်၌စီကိုလောင်းလျက်ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကငါသည်တင့်ကိုထာဝရဘုရား၏လူဣသရေလအမျိုး၏ရှင်ဘုရင်အရာ၌ခန့်ထား၍ဗိတ်သိက်ပေး၏ဒီရှင်ဘုရင်ဗိတ်သိက်ကိုလက်ခံရရှိဖို့ရန်အတွက်ယေဟုကဘာလုပ်ရလဲဆိုလို့ထိုင်နေတဲ့နေရာကနေထပြီးတော့အိမ်ထဲကိုဝင်ဖို့လိုတယ်။တနည်းအားဖြင့်သူများနဲ့အတူသူများကဲ့သို့ပဲအသက်ရှင်တော်သူလှုပ်ဆောင်သွားလာနေတဲ့သူဖြစ်လို့မရပါဘူး။ဒါကြောင့်မို့ကျွန်တော်ဘုရားခင်ဗိတ်သိက်ကောင်းကြီးပေးအသုံးပြုချီးမြှောက်လို့ရဖို့ရန်အတွက်ကျွန်တော်ရဲ့အသက်တာထဲမှာလုံနေကြအရာတွေတဲကနေပြီးတော့နေကြနေရာတဲကနေပြီးတော့ထွက်လာတတ်ဖို့လိုပါတယ်။ကပ္ပဦးကျမ်းခန်းကြီး7နှစ်မှာဘုရားခင်ကလူမျိုးကြီးဖြစ်စေမယ်ဆိုပြီးတော့အာဗြဟံကိုဂတိပေးကောင်းကြီးပေး prophet ပြုတဲ့အခါမှာဘာလို့ခံလဲဆိုနေရင်ပြည်တွေကထွက်လာခိုင်းအဲ့လိုပြောတဲ့အခါမှာဒီ physical ဘိုင်းဆိုင်ရာကျွန်တော်နေထိုင်တဲ့အိမ်တွေကနေပြီးတော့မိသားစုတွေကနေပြီးဘယ်ထွက်လာခိုင်းတာမဟုတ်ပဲနဲ့ကျွန်တော်ဝိညာဉ်ရေးရမှာလုံနေကြပုံစံတိုင်းပဲဒီလောက်မနေ့တည်းညတည်းစူတောင်းတဲ့လောက်ပဲမဟုတ်တော့ပဲနဲ့တာမန်မဟုတ်တဲ့သူများနဲ့မတူတဲ့အားစိုက်ထုတ်ခြင်းအတ္တတဲမှာဖယားကိုဦးစားပေးသွားလာခြင်းနဲ့ပဲထဲမှာဒီနေ့ကျွန်တော်တို့ကရွှေ့ပြောင်းအသက်ရှင်တတ်ဖို့ရန်အတွက်လိုပါတယ်ဟာလေလုယာသူကဲ့သို့သူများနဲ့မတူတဲ့ယုံကြည်ခြင်းသူများနဲ့မတူတဲ့ဖယားကိုဦးစားပေးခြင်းဖယားဘက်နဲ့ယူတူခြင်းဖယားကိုစံငတ်ခြင်းဖယားအတွက်ဖိုးကပေးခြင်းတွေအားချစ်ပဲဒီနေ့ကျွန်တော်တို့ကအတ္တတော်နဲ့ပဲထဲမှာဘုရားခင်ချီးမြှောက်လို့ကောင်းချီးပေးလို့ဗိတ်သိက်လို့ရမှာဖြစ်တယ်ဆိုရကိုဒီနှုတ်ကပတ်တော်ပြခွားပေးဝင်လာခြင်းနဲ့ရောက်တိုင်းဘုရားသူကောင်းချီးပေးပါစေ